ကိုတန်းဖေကအစိုးရဌာနတစ်ခုကအရာရှိငယ်လေးပါမကြခင်မှာပဲမြေလက်ဒေတာကမြို့ငယ်လေးတစ်ခုကိုပြောင်းပြီးတာဝန်တော်ထမ်းဆောင်အောင်ပါကိုတန်းဖေကတားရဲ့မိမရဲ့နဲ့မိမဖက်ကရောက်ခမကြီးပါလာတော့အစိုးရချပေးထားတဲ့အိမ်မှာနေဖို့အဆင်မပြေလို့အပြင်မှာအိမ်ငါရှာရပါတယ်ဒီမြို့ငယ်လေးကိုလည်းတခါမှမရောက်လာဘူးတော့မြို့ခံဒီစီကပဲအကူအညီတောင်းပြီးအိမ်လေးတစ်လုံးငှားလိုက်ပါတယ်ကိုတန်းဖေကလည်းခြံဝိုင်းလေးအတော်အတန်ကျဲပြီးရုံးနဲ့မနီးမဝေးလေးမှာနှစ်ထပ်ပြင်အောင်လေးတစ်လုံးကိုငှားလိုက်တယ်ကိုတန်းဖေငှားလိုက်တဲ့ခြံလေးရဲ့ဘေးမှာဦးတာမောင်းဆိုတဲ့လူကြီးနေရတယ်ဦးတာမောင်းကအသက်60အရွယ်လူပြိုကြီးဗျသူကခြေတန်းရှိအိမ်ကလေးနဲ့အိမ်အောင်နဲ့ခြံနောက်ဖေးမှာတော့ဦးစားချက်တွေတနိုင်တစ်ပိုင်းမွေးပြီးအေးအေးချမ်းချမ်းနေပါတယ်အမြဲတမ်းစွတ်ကျဲစုပ်ကလေးဝတ်ပြီးခြံထဲမှာစာဖတ်လိုက်စေးတံကလေးတောက်လိုက်ပေါင်းပင်တွေရှင်းလိုက်ဒီပင်စားပင်ကလေးတွေပြိုးလိုက်နဲ့အထီးကျန်နေတဲ့ဦးတာမောင်းကလည်းအိမ်ကြီးအစ်စ်တွေရောက်တော့မှဆိုတော့ဝမ်းပန်းတသားပဲကြိုးစိုးပါတယ်ကိုတန်းဖေတို့ကလည်းလူမှုဆက်ဆံရေးကောင်းမှုပြီးဖော်ရည်ပြူမှာတော့အိမ်ပြောင်းပြီး2ရက်3ရက်အတွင်းမှာဦးတာမောင်းကြီးနဲ့ခင်မင်သွားတယ်တရက်ဦးတာမောင်းအိမ်ကိုမျိုးကလက်ဆောင်တချို့သွားပြီးတော့ကိုတန်းဖေတစ်ခုကိုသတိထားမိသွားတယ်အဲ့ဒါကအိမ်ပေါ်မှာဟိုးရှေးတုန်းကအဖိုးတန်နဲ့ဇိမ်ခံပစ္စည်းတွေအများကြီးရှိနေတာပါဦးတာမောင်းအိမ်ပေါ်မှာဘုံပေဘာမှကထုတ်တဲ့အဖိုးတန်ကျွန်းသစ်ဗီရိုကြီးတွေစက်တီတွေရှေးတုန်းကအဖိုးတန်ခဲ့တဲ့ဓာတ်ဆက်ကြီးတွေရေဒီယိုကြီးတွေကိုပါမြင်တွေ့ခဲ့ရတော့ဦးတာမောင်းဟာတစ်ချိန်ကအတော်ပင်ကြွယ်ဝခဲ့တဲ့တကြွယ်တယောက်ဖြစ်မယ်လို့မှတ်ချက်ပြုမိပါတယ်ဦးတာမောင်းနဲ့စကားပြောတဲ့အခါတိုင်းဦးတာမောင်းဟာသူ့ရဲ့အတိတ်ကိုပေါ်လွင်စေမဲ့စကားအကြောင်းအရာတွေသူ့အတိတ်အကြောင်းတွေကိုမေးတာမျိုးမကြိုက်ပါဘူးအမြဲတမ်းစကားလမ်းကြောင်းလွှဲတာတွေလုပ်လို့ရှိတော့ကိုတန်းဖေလည်းသတိထားပြီးရှောင်ရှားပေးပါတယ်ဒီလိုနဲ့တရက်ကိုတန်းဖေပြောင်းလာခါစားကသက်ကရိုင်နဲ့နေဖြစ်ုံရှင်းနေခဲ့ကြပေမဲ့နှစ်ပတ်မြောက်တဲ့နေ့မှာတော့အလုပ်ပိတ်တုံတချံလုံးကိုရှင်းလင်းကြပါတယ်ကိုတန်းဖေလည်းခြံနောက်ဖေးမှာပေါက်ပြတလက်နဲ့မြက်ပေါက်နေတော့တပတ်ခြံကဦးတာမောင်းကြီးကခြံစည်းရိုးကလေးကိုခေါင်းပြူပြီးလမ်းခေါ်တယ်ကိုတန်းဖေကလည်းဦးတာမောင်းနာကိုသွားပြီးအကျိုးကြောင့်မေးတော့ပေါ့ဦးတာမောင်းကခြံထဲကိုဝင်လာခွင့်တောင်းတယ်ကိုတန်းဖေကလည်းဝင်လာခွင့်ပြုလိုက်တော့ဦးတာမောင်းကကိုတန်းဖေလက်ကိုဆွဲပြီးခြံနောက်ဘက်ကိုခေါ်သွားတယ်ခြံနောက်ဘက်တရက်ပင်လေးအောက်ရောက်တော့ဦးတာမောင်းရက်လိုက်ပြီးကိုတန်းဖေလက်ထဲကပေါက်ပြားကိုဆွဲယူကဟိုနဲ့ပေါက်ဒီနဲ့ပေါက်နဲ့ခဏနေတော့ခွက်ကနေအရာဝတ္ထုတစ်ခုကိုပေါက်မိတဲ့အတန်ကိုကြားရပါတယ်ဦးတာမောင်းကလည်းအနီးနားကမြက်တွေကိုပေါက်ရှင်းလိုက်ပြီးမြေပုံမှုလေးတစ်ခုကိုညွန်ပြပါတယ်ကိုတန်းဖေကြည့်လိုက်တော့သုံးမိပတ်လဲစတုရမ်းမုံမြေပုံမှုလေးအပေါ်မှာတန်တကားတစ်ခုကိုတက်ထားပြီးလက်ကင်မှာတော့တန်ကြိုးတွေနဲ့ချီပြီးအသေးပိတ်ထားတဲ့ပုံစံဦးတာမောင်းကလည်းအဲ့ဒါလေးကိုညွန်ပြပြီးဆဆလာခြင်းတော့ကဒီအကြောင်းအရာကိုတန်းဖေတို့ကြောက်လန့်မှာဆိုလို့မပြောပြပေမဲ့အခုတော့သတိပေးတဲ့နဲ့ထင်လို့ပြောတာပါဆိုပြီးဒီတကားကိုမဖွင့်မိဖို့ရှေ့သုံးနှစ်ကဒီချမ်းမှာလာငားနေတဲ့မိသားစုကအဲ့ဒါကိုဖွင့်ကြည့်ပြီးတော့အထဲကနေလူအယိုးစုတစ်ခုထွက်လာတာကိုတွေ့ရပြီးသက်ဆိုင်ရာကိုအပ်လိုက်ကြတယ်မကြခင်မှာပဲအဲ့ဒီငားနေတဲ့မိသားစုကပုံတကားတိုက်တာလို့အပမိတာလို့တွေဖြစ်လာပြီးဒီအိမ်မှာပဲသေုံကြလို့ဒီတကားကိုပိုင်ရှင်ကခတ်ပြီးအောက်လန်းဆရာနဲ့ဝင်းညင်တွေချုပ်ထည့်ထားလို့အခုတော့မော်လမြိုင်မှာနေနေတာဆိုပြီးရှင်းပြပါတယ်ကိုတန်းဖေလည်းအလွန်လန့်သွားပြီးနောက်ရဲ့အိမ်ပြောင်းမှုပြင်းစင်ပါတယ်အိမ်ပိုင်ရှင်ကိုတန်ကြိုးနဲ့6လစာငွေပြန်အမ်းဖို့ပြောပေမဲ့ဟိုဘက်ကစားပြန်မလာလို့စိတ်လျှော့လိုက်ရပြီးအဲ့ဒီမှာပဲပေပြီးဆက်နေပါတယ်ဦးတာမောင်ပြောပုံအရဆိုရင်အဲ့ဒီတကားကိုသွားပြီးမထိခိုက်ရင်ဘာဖြစ်သနာမှမရှိနိုင်တာကြောင့်အဲ့ဒီနာကိုချုံနေမရှင်းမဲ့နဲ့တရက်ပင်တစ်ခွက်ကိုတစ်သားနဲ့စီးပေါင်ခတ်ပြီးတော့ကလေးတွေကိုမွေပါကင်းပါစိုးရင်ရတာမလို့မတော်ဘူးအကြောင်းပြပြီးတားထားပါတယ်ဒီလိုနဲ့ကိုတန်းဖေရဲ့သားကလေးကလည်းကြောင်းတက်လိုက်ကိုတန်းဖေကလည်းရုံးတက်လိုက်နဲ့အိမ်မှာတော့နေစဉ်မိမနဲ့ရောက်ခမတာကြံနေခဲ့ပါတယ်တပြေးပြေးနဲ့ကြောင်းပိတ်ရက်တွေဆိုရင်ကိုတန်းဖေရဲ့သားလေးအောင်မြင့်ကသူ့တငယ်ချင်းတွေကိုအိမ်ခေါ်လဲလေးရှိပါတယ်ဒီလိုနဲ့တရက်မှာကလေးတွေကအိမ်မှာတူတူပုံစံကစားကြတော့သူတို့အဖွဲ့တွေကဇော်ထူးဆိုတဲ့ကလေးဟာမကြာခဏအမိခံနေရပြီးရှုံးနေတာကြောင့်စိတ်ချင်ချင်နဲ့ကိုတန်းဖေသားထားတဲ့စီယိုကိုခွာကြော်ပြီးခြုံနဲ့သွားပုံးပါတယ်ဒီလိုနဲ့အဲ့ဒီကလေးကလည်းတရက်ပင်ကိုကွယ်ပြီးတကားလေးရှိတဲ့မြေပုံမှုမှာထိုင်ပြီးအရေးလဲရအလူလဲမမိအညောင်းလဲပြေစိန်ကြနေတာပေါ့မကြာခဏတငယ်ချင်းတွေကသူ့ကိုမတွေ့လို့အရှုံးပေးပြီးအော်ခေါ်ခါမှသူကတခြားနေရာကနေပြောင်းပုံးပြီးကိုထင်ပြပါတယ်နောက်တစ်ပတ်အကြောင်းပိတ်ရမှာတခြားတငယ်ချင်းတွေလာမလဲကြတော့ဇော်ထူးနဲ့အောင်မြင့်နှစ်ယောက်တည်းအိမ်မှာရှိနေတာပေါ့အောင်မြင့်ကလည်းဇော်ထူးကိုမင်းပင်နာပုံးနေလို့လူမမိတာလဲဆိုတော့ဇော်ထူးကဘယ်သူမှမပြောနဲ့မင်းဖေတားထားတဲ့တရက်ပင်အောင်မှာသွားထိုင်နေတာဆိုပြီးပြောပါတယ်ပြီးတော့ဇော်ထူးကသူသွားတော့ကဘာမွေးမှမကြုံရကြောင်းအောင်မြင့်အဖေကလည်းအဲ့ဒီနာကရတနာတိုက်ကြီးကိုလူမမြင်စေချင်လို့ဖွက်ထားတာဖြစ်နိုင်ကြောင်းပြောပြပါတယ်အောင်မြင့်လည်းကြောင်သွားတယ်ခြံထဲမှာရတနာတိုက်ရှိနေတာ तू မသိဘူးဇော်ထူးကတိတ်တိတ်ကလေးလက်ကိုဆွဲပြီးမြေပုံနာခေါ်လာပြတယ်ဆယ်ကျော်သက်ရဲ့အောင်မြင့်တို့ကလည်းသူတို့ဖတ်ဖူးထားတဲ့စုံတောက်ကြီးဦးဆန်ရှာဇက်လန်တွေပင်လေသမျှဇက်လန်တွေထဲကလို့ရတနာတိုက်ကိုသူ့အဖေတွေ့ထားလို့ဖွက်ထားတာဖြစ်မယ်ဆိုပြီးတရက်ကြရင်ဓာကြီးကိုရအောင်ဖွင့်မယ်ဆိုပြီးတိုင်ပင်လိုက်ကြတယ်
ဒီလိုနဲ့တည့်ရကြတော့အောင်မြင့်နဲ့ဇော်ထူးတို့ကလည်းသူတို့အဖွဲ့တွေကအကောင်ကြီးပြီးအားရှိတဲ့ရွှေတုပ်ကိုတိုးတိုးတိတ်တိတ်လေးစီးယုံနေအဲ့ဒီတကားနာမှာခြိထားတဲ့တော့ကလောက်ကိုပေါက်ပြားနဲ့ခုတ်ခိုင်းတယ်ဒီလိုနဲ့တချွန်ချွန်မိနေတဲ့အတန်တွေကြားတော့ဦးသားမောင်ကလည်းစီယိုနာကလည်းခေါင်းဖြူပြီးကြည့်လိုက်တယ်ကလေးတွေကတန်ကျိုးကိုဖြီးပြီးတကားကိုဆွဲဖွင့်နေပြီဦးသားမောင်လည်းမျက်လုံးကြီးပြူးပြီးအလန့်တကြားနဲ့ဖျောင်းနေပြန်ပိတ်နဲ့အော်တော့ကိုတန်းဖေတဲ့အိမ်မော်ကဆင်းပြေးလာတာနဲ့တိုးတယ်ကလေးတွေကလည်းလူကြီးနှစ်ယောက်ထိတ်လန့်တကြားဖြစ်နေတာကိုမြင်ပြီးအကြောက်လွန်ကတကားကိုဖွင့်လက်သားနဲ့ရှိသမျှပြစ်ချပြီးထွက်ပြေးတာပေါ့ကိုတန်းဖေကလည်းမြေပုံနာကိုအပြေးကလေးသွားပြီးတကားကိုချောင်းနဲ့ကန်ပိတ်မဲ့အချိန်လေပြင်းတစ်ချက်ကရင်ဘက်ကိုစောင့်သွန်းလိုက်လို့ပလက်ကြီးလမ်းကျသွားရောဦးသားမောင်လည်းခြေစောလက်ဆောင်တဲ့ကလေးတွေကိုအော်ဟင်းကိုတန်းဖေကိုလာထူကတကားတွေကိုပြန်ပိတ်လိုက်ပါတယ်အိမ်မော်ကအမျိုးသမီးကဆင်းလာပြီးဒါကလေးဖြစ်တာကိုကလေးတွေကိုအော်ငေါ့ရလာဆိုပြီးရန်တွေ့ပါတယ်ကိုတန်းဖေကလည်းအဲ့ဒီတကားကြောင့်ပြောပြပြီးပိုင်ရှင်တွေကိုဆက်သွယ်မရလို့အခုလိုတားထားတာဖြစ်ကြောင်းပြောပြတော့ကိုတန်းဖေရဲ့မိသားစုတွေကလည်းအလန့်တကြားနဲ့ချက်ချင်းကိုအိမ်ပြောင်းကြဖို့လုပ်ပါတယ်ဦးသားမောင်ကတော့အကြောက်လွန်နေတဲ့မျက်ဝန်းအစုံနဲ့သူတို့ကိုဘာမှမလုပ်ပါနဲ့တငယ်ချင်းရာဆိုပြီးတော့တွင်ရေရွတ်နေရှာပါတယ်ဒီလိုနဲ့ကိုတန်းဖေတို့လည်းဦးသားမောင်ကိုနှုတ်ဆက်ပြီးယုံကလိုင်းကအလုပ်ကိုခဏပြောင်းနေပါတယ်ဒါပေမဲ့အဲ့ဒီညမှာအောင်မြင့်ကထူးခြားတာတွေစပြီးခံစားလာရတယ်ညအိတ်နေရင်မောင်အောင်မြင့်လေးထားငိုတယ်အိတ်နေရင်ခေါင်းပြက်ကြီးငါးစီမလာနဲ့ဆိုပြီးအော်တယ်မျိုးသမီးဖြစ်သူမငိမ့်တာကလည်းအဲ့ဒီညမှာပဲအောင်မြင့်ကလေးကိုချော့မြည်ရင်မကြာခဏတက်တယ်လို့တတိလစ်တယ်လို့ဖြစ်လာတယ်ဖះတရားမြဲတဲ့ရောက်ခမကြီးကသာဘာမှမကြုံတွေ့ရပဲမီးလေးနဲ့သမီးလေးကိုပရိတ်တွေရွတ်ပေးပထန်းတွေရွတ်ပေးလိုက်နဲ့ပျောက်လို့ပျောက်ညာကြိုးစားနေရှာပါတယ်ကိုတန်းဖေလည်းမော်တော်ကားတစ်စီးကိုငှားပြီးမငိမ့်တာနဲ့အောင်မြင့်ကလေးကိုကားပေါ်တင်ဘုံเจ้าကိုခေါ်သွားပြီးဆရာတော်ရဲ့မြတ်တာတဲ့ကိုခံယူစေပါတယ်ဆရာတော်ကြီးတွေကဝိုင်းဖွဲ့ပြီးအလဲမှာသားအမိနှစ်ယောက်ကိုထားကမြတ်တာတုတ်တီပရိတ်ပထန်းတွေရွတ်တော့သားသမီးနှစ်ယောက်လည်းအတော်လေးတက်တာလာပါတယ်ကိုတန်းဖေလည်းအဲ့ဒီရဲ့ဆက်ချောင်းကိုမဖြစ်မနေတီးဖို့လိုအပ်လာတော့ဦးသားမောင်စီကိုသွားပြီးတန်းတော့မမှန်မေးတယ်ဦးသားမောင်ကမသိဘူးလို့တာတွင်ညင်းပါတယ်ဒီလိုနဲ့ကိုတန်းဖေလည်းတားစောမရစောနဲ့ပူထူပြီးဦးသားမောင်ကိုချုပ်လဲမျိုးကိုဓာတ်နဲ့ထောက်ပြီးမေးတယ်အဲ့ဒီခါမှာဦးသားမောင်ကလည်းတကယ်တော့အဲ့ဒီတစီတွေဟာဟိုးရင်ကသူ့နဲ့တဖွဲ့တဲ့ဓမြတိုက်ခဲ့တဲ့ဓမြကိုအောင်တင်ရဲ့မိသားစုအမြုပ်ခံထားရတာဖြစ်ကြောင်းပြောပြတယ်။ဘိုးအောင်တင်ကအင်္ဂလိပ်တွေအထွက်ဖာစာပါလာအစိုးရအတက်တိုင်းပြည်မငြိမ်မသက်ပဲဥပဒေမစိုးမိုးတာကိုအခွင့်ကောင်းယူပြီးစိုးသွန့်ခဲ့တယ်။တခါကရွာသူရွာကိုဓမြဝင်တိုက်ပြီးအိမ်နဲ့အိမ်ကိုဝင်ရင်အဲ့ဒီအိမ်ကအဖွားကြီးကိုသိအောင်ဦးကောင်းကိုတနက်တင်နဲ့ထုနှက်ပြီးသူ့ရဲ့သမီးလေးကိုတပ်ဖြတ်ပြီးအိမ်ကိုမီးရှို့ခဲ့ပါတယ်။ဒါပေမဲ့ရွာသားတွေရောက်လာပြီးမီးငိမ့်ကမြို့စေးုံမှာအချိန်မီကုသနိုင်လိုက်တာကြောင့်ဖွားစိန်ကြီးအသက်ရှင်ခဲ့ပါတယ်။ဒါပေမဲ့ဘိုးအောင်တင်လူရွေးမားခဲ့ပါတယ်။အဲ့ဒီအဖွားဦးကြီးဟာတာမန်လူမဟုတ်ပဲအောက်လန်းဆရာမကြီးဖြစ်နေပြီးတော့အဲ့ဒီတနေ့မှာ12ကြိုးစီးနဲ့12ကြိုးဖွားစိန်ဆိုတာပါပဲ။ဒီလိုနဲ့ဘိုးအောင်တင်တို့ဓမြအလုပ်ကိုစွန့်လွတ်ပြီးဘိုးသားမောင်းကြီးနဲ့အတူတူအခုမြို့ကလေးမှာဆက်မြုပ်နေထိုင်ကြပါတယ်။ဘိုးအောင်တင်တစ်ဖြစ်လဲဦးအောင်တင်ကတော့နှစ်ထပ်ပြင်အောင်တိုက်ကြီးနဲ့တသက်လုံးစုပြီးတိုက်လာသမျှတွေကိုထုခွဲပြီးတစ်ကုံတဲ့အဖြစ်နဲ့အသက်မွေးနေပါတယ်။ဘိုးသားမောင်းတစ်ဖြစ်လဲဦးသားမောင်းကတော့အကုန်လုံးနဲ့ကင်းရှင်းနေတာကြောင့်ကြက်ချန်လေးနဲ့ပဲတကူတဲ့နေထိုင်နေတာပါ။ဒါပေမဲ့ဦးအောင်တင်ကိုမကျေနပ်တဲ့ဖွားစိန်ကတော့စေယုံကနေဆင်းလာတဲ့အရက်တကလှည့်ပြီးအင်ဂျီယာမဲ့ပုံစံနဲ့လိုက်ရှာပါတယ်။ဒီလိုမျိုးနဲ့3-4လနေတော့အခုမြို့ကလေးကိုရောက်လာပြီးလက်ဖေးဆိုင်တစ်ဆိုင်မှာကုံတယ်ရီနဲ့အလုပ်ကိစ္စတိုင်ပင်နေတဲ့ဦးသားမောင်းကိုတွေ့တော့သေအပ်မှုအသက်ငင်နေတဲ့သူ့ရှေ့မှာသူ့သမီးလေးအပေါ်ကျူးလွန်တာတွေကိုပြန်မြင်အောင်ဒေါ်ရစိတ်တွေတဖန်ကြီးထွားလာပါတယ်။ဖွားစိန်လည်းဦးအောင်တင်နေတဲ့နောက်ကိုနောက်ခံလိုက်ပြီးသူ့ရဲ့အိမ်ကိုတိရတာနဲ့ခြံလေးကိုအောက်လန့်အတိုက်တွေနဲ့တိုက်ပါတယ်။ညဘက်တွေဆိုရင်ဦးအောင်တင်ရဲ့အမျိုးသမီးဟာသွေးယူသွေးတန်းနေတော့အော်ဟစ်ပြီးဦးအောင်တင်ကိုယ်တိုင်ကလည်းဝါယူပြန်တယ်လို့အော်ဟစ်ပြီးခွေခောက်ကတတိတွေလစ်ကုန်တယ်။ဒါကိုမြင်ပြီးကြောက်လန့်နေရကသူ့ရဲ့သမီးလေးအေးမြဦးသားမောင်ကလည်းမနေနိုင်တော့တာနဲ့ဖုံဖုံတွေကိုပင့်ပြီးဦးအောင်တင်တို့ကိုကဲတင်ပေးပါတယ်။အေးမြလေးကိုလည်းသူ့အိမ်ထဲခေါ်ထားပါတယ်။ဒါပေမဲ့အောင်တင်ကတော့ဆရာတော်တွေရှိတော့ခဏတာငြိမ်ပြီးဆရာတော်တွေပြန်လာတဲ့ပါဇက်ကအမြုပ်တွေထွက်တတိတွေလစ်နောက်ဆုံးတော့လေသူ့အကူတို့နဲ့သူကျမ်းပြမှာခွေခောက်တွန့်လည်ပြီးတော့အသက်ထွက်သွားရပါတယ်သူ့ရဲ့ဇနီးကလည်းစိတ်ဖောက်ပြီးအိမ်တိုင်နဲ့ခေါင်းနဲ့ပြေးပြီးစောင့်တာလင်မယားနှစ်ယောက်စလုံးတရက်တဲ့အာသူဘဖြစ်ကုန်ပါတယ်ဒီလိုနဲ့ဦးအောင်တင်နဲ့ဇနီးအာသူဘရက်လည်မညမှာတော့ထူးဆန်းတာတွေကြုံတွေ့ရပါတယ်အဲ့ဒါကတော့သူတို့အလောင်းတွေပျောက်သွားတာပါမြို့ကန်နေနဲ့ဦးသားမောင်ကလိုက်ရှာတော့အဖွားကြီးတယောက်ကအလောင်းကိုဘာနဲ့တည်သွားတယ်မသိခြံနောက်ဖေးကဦးအောင်တင်တိုက်ရပါယတနာတွေဖွဲ့လက်ရှိတဲ့မြေကျွန်းနဲ့ပြစ်ချနေတာကိုမြင်လိုက်ရတယ်။ပြီးတော့လူအုပ်ဖက်ကိုလှည့်ပြီးလီလင်မယားသိရင်တော့မကျွတ်စရာဘူး။ဒီတကားကိုလာဖွင့်တာနဲ့သွေးစာနေတဲ့ဝိညာဉ်တွေကဒီအိမ်ကိုဒုက္ခပေးမှဖြစ်တယ်။ဒီအိမ်မှာလာနေကြမယ်အောင်တင်ရဲ့မျိုးဆက်လိုက်ဒုက္ခဆင်းရဲရောက်ရမယ်ဆိုပြီးထမိန်ချုံလိုက်ကလူတွေရှိမှပဲလက်ရကြီးအဖြစ်နဲ့ကောင်းကင်ပေါ်ပြန်တက်သွားတယ်။လူတွေကလည်းဘာလို့ဘာကင်ပေးရမှမသိတာနဲ့အဲ့ဒီတကားကိုခတ်ထားလိုက်ကြတယ်။
အေးမြလေးကလည်းခြံကိုဈေးပေါ်ပေါ်နဲ့ရောင်းပြီးစကိုင်းကြောင်မှာသီလရှင်အဝင်နဲ့သွားနေတယ်အခုခြံပိုင်ရှင်ကတော့မော်လမြိုင်ကလူမျိုးသားကြီးအရင်3နှစ်ကမိသားစုအိမ်ကိုငှားပြီးအဲ့ဒီတကားကိုဖွင့်ကြည့်မိတာဆရာကောင်းနဲ့အတွေ့နောက်ကြတော့အသေးဆုံးနဲ့သမိသားစုလုံးကြုံခဲ့ရတယ်နောက်ပိုင်းအဲ့ဒီအထက်လန်းဆရာကဝိညာဉ်တွေပြန်ချုပ်ပြီးအချင်းပြန်ချထားရတယ်အဲ့ဒီအကြောင်းတွေအကုန်လုံးကိုကိုတန်းဖေကိုစီကာပတ်ကုန်ရှင်းပြရတာပေါ့ကိုတန်းဖေကလည်းအဲ့ဒီဝိညာဉ်တွေကိုချုပ်နှောင်မှုတဲ့ဆရာကိုသူ့နဲ့အတူလိုက်ပင်ပေးဖို့ဦးတာမောင်ကိုအကူအညီတောင်းတော့ဦးတာမောင်လည်းကူညီပေးပါတယ်ဒီလိုနဲ့ဆရာကြီးဦးကောင်းမြတ်ကိုတွားပင်းကြပါတယ်ဦးကောင်းမြတ်ကလည်းဘုန်းကြီးကျောင်းကိုလိုက်လာပါတယ်ကျောင်းရောက်တော့ဖះနဲ့ဖုံဖုံတွေကိုဥချပြီးမကောင်းဆိုးရတွေကိုစတင်နှိမ်နှင်းပါတယ်သူ့လက်ထဲကလက်တကင်စာဖန်ကျုပ်လေးကိုထုတ်ပြီးမကောင်းဆိုးရတွေကိုချုပ်နှောင်လိုက်ပါတယ်ဖုံဖုံတွေကလည်းအဲ့ဒီမကောင်းဆိုးရတွေကိုအမျှတမ်းပေးဝေဖို့ပြောတော့ဦးကောင်းမြတ်ကသူတို့တွေကမကျွတ်နိုင်ကြောင်းဒီဘဝနဲ့ငတ်ပြတ်နေဖို့200လောက်ခံရမှာဖြစ်ကြောင်းကျင်းစာတစ်ခုကြောင့်ဒီဝိညာဉ်တွေဟာသွေးဆာနေကြတာဖြစ်ပြီးလူတယောက်ကိုတတ်တိုင်းသူတို့ဟာဝှက်ကြွေးရှိနေမှာဖြစ်ကြောင်းပြောပြပါတယ်ဒါကြောင့်တခြားလုံခြုံတဲ့နေရာတစ်ခုမှာပဲသွားချုပ်နှောင်ထားတာကအကုန်လုံးအတွက်အကောင်းဆုံးဖြစ်မှာပါလို့ပြောပြီးအဲဒီဝိညာဉ်တွေကိုသူ့အိမ်တည်သွားပြီးအစီအစဉ်နဲ့အထက်ထက်ကာကွယ်မယ်လို့ပြောခဲ့ပါတယ်ကိုတန်းဖေလည်းမသေးကောင်းမပြောက်ကောင်းအတွေ့အကြုံတွေရတော့အလုတ်ကနေပါဆေးပင်စင်ယူပြီးဇာတိကိုပြန်ပါတယ်ကုံတယ်လို့လုံရင်အသက်မွေးပါတော့တယ်ဒီလိုနဲ့ညတကောင်အိမ်မရတဲ့ဦးတာမောင်ကြီးဟာဘေးချမ်းကိုလမ်းကြည့်မိပါတယ်သူမြင်လိုက်တာကဦးအောင်နေရဲ့ဇနီးမအေးပုံကြီးဇက်ကြီးဆောင်းပြီးခေါင်းကနေတွေးတဲ့သစိမ့်စိမ့်နဲ့ခြံထဲမှာပတ်ပြီးလမ်းလျှောက်နေတယ်ဦးတာမောင်လည်းအမြင်မားတာထင်တယ်ဆိုပြီးအိမ်မော်တက်ပြီးပြန်အိပ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့မနက်နိုးလာတော့အိမ်ကိုလာပို့နေကြသတင်းစာသမားစီကကြားလိုက်ရတဲ့သတင်းကဆရာကြီးဦးခေါင်းမြတ်ညကဇက်ကြီးကြိုးပြီးသိနေတဲ့ဦးတာမောင်မျက်စိအစုံပြူးကျဲသွားတယ်ဦးတာမောင်နှုတ်ကနေတုံရီစွာရေရွတ်မိနေတာကတော့သူတို့ထွက်လာပြီသူတို့ထွက်လာပြီသူတို့ထွက်လာပြီ